စားသမားပွားသွင်းကိုတစ်ထောင်ကိုမေဂျာလိမှာသွားပြီးရယူတော့မလားရော်နယ်ဒိုမဖြစ်နိုင်လို့တော့ပြောလို့မရပါဘူးရန်ကုန်သူနဲ့အညာသားတော်မှဘူးစာပါတော့ညာသွားတဲ့ဖြစ်တဲ့ရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက်လည်းဘောလုံးလေးတစ်ခုမှပြန်လည်မြင်တွေ့ရဖို့မရှိဘူးဆိုပြီးတော့ဘယ်သူမှတိုက်ပြောနိုင်မှာမဟုတ်ပါဘူးကမ်ပတင်ကလပ်တင်းတင်းထဲမှာတော့မြင်တွေ့သွားနိုင်တဲ့အခြေအနေလေးဆိုရမှာဖြစ်ပြီးတော့အင်တာမန်မီတင်းမှာတော့မြင်သွားပွဲရှိနေကြတာပါဘာလို့ခုလိုတွေပြောနေရဆိုရင်ရော်နယ်ဒိုလက်ရှိကစားနေအန်နဆာတင်းမှာတိတ်ပြီးတော့အဆင်ပြေမှုတွေရှိနေတဲ့အတွက်ကြောင့်ပါရော်နယ်ဒိုလိုဆော်ရီရဲ့ဖခင်တယောက်ကအန်နဆာလိုတင်းမျိုးနဲ့အဆင်မပြေကြရရှိနေကြတယ်ဆိုတော့ပြဿနာတော်လေးစဉ်းစားကြင်စရာကောင်းပါလေခရစ္စတီယာနိုရိုနယ်ဒိုဆိုတဲ့ကစားမကြီးကဆော်ရီလီကိုအကောင်းဆုံးဘောလုံးတစ်ခုဖြစ်လာအောင်စွမ်းဆောင်ပေးနိုင်ခဲ့သူကစားမကောင်းများစွာလောက်ကစားနေတဲ့အထိမြင်တွေ့နေကြတာပါဒါရီယက်ရိုနယ်ဒိုရဲ့ဘယောကာအကြောင်းဆိုတာကိုလည်းအားလုံးသိထားခဲ့ကြပြီဖြစ်တယ်လို့ဘယ်သူမှလည်းငြင်းဆန်နိုင်မှာမဟုတ်ပါဘူးအဲ့လိုကစားမမျိုးကဆော်ရီဘလိုလီမှာအဆင်မပြေနေဘူးဆိုတာကြီးကတော်တော်လေးစဉ်းစားကြင်စရာလို့ဆိုရမှာဖြစ်ပြီးတော့ပေါ်တူဂီသားကြီးကိုစိတ်ပြတ်သွားစီလောက်တဲ့အကြောင်းရင်းတွေလည်းအများကြီးရှိထားခဲ့မယ်ထင်ပါတယ်တီးရတော့ခရစ္စတီယာနိုရိုနယ်ဒိုကစားပေးနေတဲ့အန်နဆာအသင်းနဲ့ဆော်ရီဘလိုလီရဲ့တာဝန်ရှိသူတွေဟာအဲ့ဒီလေကိုပုံမလေးပေးနေကြလို့ဖြစ်နေကြဆိုတဲ့ထင်မြင်ချက်တွေအကြောင်းလို့လည်းသိရပါတယ်ရော်နယ်ဒိုဆော်ရီအာနာပိုင်တွေကအန်နဆာတဲ့အဲ့ဒီလေအသင်းကိုပို့ပြီးတော့ဦးစားပေးနေလို့ဒေါသကြီးဆွဆွဲခဲ့ပြီးတဲ့နောက်ရှေ့လေပိုင်းဆွန့်ခွာဖို့တဲ့တွေကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ရော်နယ်ဒိုဟာဆော်ရီကလပ်အန်နဆာမှာ133ပဲကစားခဲ့ရမှာ189ကိုသွင်းခဲ့ပြီးတော့စွမ်းဆောင်ကောင်းဖြစ်နေခဲ့မယ်လေအသင်းရဲ့စီမံခန့်ခွဲမှုပိုင်းနဲ့ပတ်သက်ပြီးတံပက်အဲ့ဒီလေအသင်းကိုပုံမဦးစားပေးနေလို့ယုံကြည်နေပြီးတော့အန်နဆာအသင်းကဇန်နဝါရီပြောင်းရွှေ့မှာအသင်းကိုအင်အားဖြည့်တည်မှုနှဲပါခဲ့တာကိုစိတ်ပြတ်နေကြတာဖြစ်ပါတယ်ဒါကြောင့်ရော်နယ်ဒိုကပြီးခဲ့တဲ့နေ့ကစားခဲ့တဲ့အေရီယက်ကို1စီနဲ့နိုင်ရခဲ့တဲ့ပွဲကိုပေါင်ကစားပေးဖို့ညှင်းဆိုသွားခဲ့လို့သိရပါတယ်ပေါ်တူဂီသားဆာမရကြမ်းခိုင်မှုပြေးဝနေမယ်လဲပေါင်ကစားပေးဖို့ညှင်းဆန်ခဲ့ပြီးတော့ဆော်ရီဘလိုလီအသင်းတွေနောက်ထပ်ပါဝင်ကစားပေးဖို့လဲစိတ်ကူးမရှိတော့ဆိုတော့သတင်းတွေကဖော်ပြသွားပါတယ်သတင်းတွေရရော်နယ်ဒိုနီနဲ့ဆော်ရီကနေထွက်ခွာခဲ့ရင်အမေရိကန်မေဂျာလိကနောက်ထပ်ပြောင်းရွှေ့ဖို့လားလာရှိဆုံးနေရာတစ်ခုဖြစ်နေတတ်မှတ်ထားလို့လည်းသိရပါတယ်ဘိုဂီတိုင်များဆိုရမေဂျာလိကိုပြောင်းရွှေ့ဖို့9-4-4နဲ့ရေပန်းစားသုံးဖြစ်နေလို့ခြေနေတွေကစောင့်ကြည့်ခြေနေမှာရှိနေရပါမန်နဂီတာပြောင်းရွှေ့ပေးခဲ့မယ်ဆိုရင်ဘောလုံးပရိသတ်တွေအနေနဲ့ပေါ်တူဂီသားကြီးနဲ့သူ့ရဲ့အဓိကပြိုင်ဘက်လီယိုနယ်မက်ဆီတို့ကိုလီးတစ်ခုထဲမှာပြန်လည်ရှင်ပြိုင်မှုတွေမြင်တွေ့သွားဖို့ရှိနေတဲ့အတွက်တော်လေးစိတ်လှုပ်ရှားနေကြတာဖြစ်ပါတယ်ရော်နယ်ဒိုနဲ့အန်ဆာတို့ချုပ်ဆိုထားတဲ့လက်ရှိစာချုပ်တက်တန်းက2029ထိကျန်ရှိနေသေးမယ်လဲအသက်40ပဲပေါ်တူဂီသားမအတွက်နောက်ဆုံးစိန်ခေါ်မှုရှာဖွေမဲ့နေရာကစားမပွားစတင်ခဲ့တဲ့စပိုရင်းလစ်ဘွန်လဲဖြစ်သွားနိုင်တယ်လို့ပြောဆိုမှုတွေရှိနေပါတချို့သောသတင်းတွေမှာလည်းရော်နယ်ဒိုအသင်းဟောင်းတွေဖြစ်တဲ့စပိုရင်းလစ်ဘွန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းတွေကိုယင်းနှိမ့်နိုင်မှုတချို့လုပ်သွားဖို့စီစဉ်နေဆိုပြီးတော့ဖော်ပြနေကြတယ်လို့ဆိုပါကလပ်တင်းတွေစီမှာတရားတီးကြကစားပြီးသွားလို့ရှိရင်ကစားမပွားကနေနိုင်သွားပဲရှိရဆိုပြီးတော့သတင်းတွေကဖော်ပြနေပါတယ်ဒီအပိုင်းဆော်ရီဘလိုလီကထိတ်တန်းကစားမိုင်းနဲ့အစင်မပြေမှုတွေတချို့ရှိလာခဲ့တာကိုမြင်တွေ့လာပြီးတော့ဘန်စီမာနဲ့အေဒီယက်အသင်းတို့ကြားမှာလည်းအစင်မပြေမှုတွေဖြစ်ပေါ်ကအခုဆိုရင်ပြင်သစ်သားကြီးကပြန်မဲ့အေးလက်အသင်းစီကိုပြောင်းရွှေ့သွားခဲ့လည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်